သွားပြီးတော့အဲ့ဒီဟိုသာအဲ့ဒီရှေ့ပေါ့နော်အဲ့ဒီရှေ့တက်တက်သွားပြီးတော့လေးသာညာဘက်ကိုကိုယ်လိုက်လို့ရှိရင်တော့ရောက်ပါပြီအဲ့ဒီအိမ်ရောက်တဲ့အပိုင်းနောက်